ကြည့်နေုံနဲ့မဟုတ်ဘဲနဲ့မိသားစုအတွက်ဝယ်ကိုဝယ်တဲ့အိမ်လုံးကိုအခုပြပေးပါမယ်။ Architect design နဲ့ပြောရရင်လည်း model typical design နဲ့ဆောက်လုပ်ထားပြီးတော့ master ခန်းကြီးပဲ၄ခန်းပါတယ်။ခြံဝန်းထဲမှာလည်းအခုလို mini garden လေးထည့်ပေးထားတဲ့အတွက်ကိုယ့်အိမ်ထဲမှာလည်းစိတ်အေးချမ်းမှုရရှိစေပါတယ်ရှင်။ပထမတက်မှာတော့ living room နဲ့ dining နဲ့ kitchen တွေကို open type ပုံစံမျိုးနဲ့အထက်လုပ်ပေးထားတဲ့အတွက်အိမ်ကပို့ပြီးတော့ထည့်ပြီးတော့ကျယ်လို့ဖြစ်နေပါတယ်။အဲ့နောက်မှာဆိုရင်တော့တော်တော်လေး area ကျယ်ရဲ့ master ခန်းတစ်ခုကိုထည့်သုံးပေးထားပါတယ်ရှင်။ဒီဒုတိယတက်မှာတော့အခုလိုဖျားခန်း area လေးပါမယ်။ဖျားကျောင်းဆောင်ရင်းနဲ့တခြားလေး decorate လုပ်ပေးထားရဲ့။အဲ့နောက်မှာညီမတို့ living room ပါမယ်။ living room မှာဆိုရင် ceiling မဆိုင်နေနဲ့တခြားလေးပုံဖော်ပေးထားရဲ့။နောက်မှာဆိုရင်တော့ space ကျယ်ဝန်းရှိရဲ့ master နှစ်ခန်းပါမှာပါ။ master ခန်းတွေကလည်း fully furnished ဖြစ်တဲ့အတွက်ဂရင်းနေမှုရိုင်နဲ့အကုန်လုံးထည့်သွင်းပေးထားတဲ့အပြင်မှာအဝတ်စားလဲဖို့အတွက်ဗီဒီယိုတွေထားဖို့အတွက်နောက်ထပ်အခန်းလေးတစ်ခုကပ်ပေးထားတာကိုတွေ့ရပါတယ်ရှင်။ဒီတတိယတက်မှာတော့ wallet လုပ်လို့ရမယ် runner အကျကြီးပါမှာပါ။ wristlet ကိုတက်လို့ရမယ်။ကြောင်ထင်းလေးကားလေးထားပေးထားတယ်။ wristlet မှာဆိုရင်ညီမတို့ overhead တက်တွေနဲ့တေချာလေးထားပေးထားတာကိုတွေ့ရပါတယ်ရှင်။